ကဲဒီဥစ္စာစင်ကာပူ Peninsula Plaza တမျိုးလုံးမှာရှိတဲ့မြန်မာတွေအကုန်လုံးတနင်္ဂနွေနေ့ဆိုလာပြီးတော့ဒီမှာစုံစည်းကြတယ်။ဘာကြောင့်လဲသွားမေးကြည့်အောင်ဟာဒီဟာဘယ်လိုပြောလဲ City House ဆိုတာမြန်မာတွေအများဆုံးစီစီတော့နေရပါတော့။ဘာဖြစ်လို့ဒီလိုလာကြလဲ။ဘာဖြစ်လို့လာကြလဲဆိုတော့ကျွန်တော်တို့လည်းရောက်တာမကြသေးဘူးဒါပေမဲ့မြန်မာတွေအကုန်လုံးကဒီစီရောမှာပဲလာဆောင်ကြတယ်ဗျဒီမှာလည်းမြန်မာဆိုင်တွေပဲဒီစီရောထဲမှာဆိုအကုန်လုံးမြန်မာဆိုင်တွေကြီးပဲဗျဘာလို့လဲဆိုတော့ဒီလိုပဲပေါ့နော်တပီတို့တွေကတလားမှတရက်တချို့ကလည်း2ရက်ပိတ်တယ်တချို့ကလည်း every Saturday အဲ့လိုမျိုးလာတယ်ဒီနေ့ကျွန်တော်တို့လာပြီးတော့ဘက်ဖြေတာရောတနင်္ဂနွေတည်းပဲနားရတာလေဒီနေရာလေးကလွတ်လွတ်လပ်လပ်နဲ့လေကောင်းလေတန်လည်းရှိတယ်မြန်မာတွေချင်းချင်းစကားလွတ်လွတ်လပ်လပ်ပြောလို့ရတယ်နီးလဲနီးတယ်ဒီနေရာကြီးကအားကြောင့်။အဲ့ဒီနေရာစီတီမောပလာဇာကြီးနဲ့လည်းနီးတယ်ပေါ့လိုချင်တာရှိတယ်ဝယ်လို့ရတယ်။မာလူမျိုးတွေဆိုတာဒါပေါင်းသိနေပျော်လို့ပေါ့ပျော်လို့လာတယ်ဒီနားမှာအဲ့လိုပေါ့ဟိုအင်ဒိုနီးရှားတို့ဘာလို့ဆိုရင်ဟိုပါယာလီဘာမှာပါယာလီဘာကမြန်မာရောဖိလစ်ပင်းရောအင်ဒိုနီးရှားရောကလာရီဆိုတဲ့လေတိုင်းအိန္ဒိယဟာလားဝဲဒီလူစာဘာတို့ဘက်မှာကလာရီဆိုတဲ့သူကသူတို့နဲ့လူပါတယ်ဘက်ကမြန်မာဟိုဘက်ကကလာဟိုဘက်ကအင်ဒိုဟိုဘက်ကဟိုဖိလစ်ပင်းသူတို့နဲ့ဆိုတော့အားတယ်ဒီမှာအားလုံးလွတ်လပ်ပဲပြီးပါတယ်မြန်မာပြည်အကြောင်းအောင်းမေဆုံးကပါလဲမြန်မာပြည်ကြောင့်အားမေဆုံးကတော့အမေအိမ်ကိုပြန်ကျင်တယ်ပေါ့အမေအိမ်ကိုအရင်တတိရတယ်ပေါ့မြန်မာပြည်လားဟုတ်ကဲ့ကိုယ်တိုင်းပြည်ကိုယ်နေမြေဆိုတော့တတိရတာပေါ့မြန်မာပြည်ကလွမ်းနဲ့တတိလဲရကိုမြန်မာပြည်ဆိုတော့တတိရတာပေါ့နော်ဗမာပြည်နေဒီကိုမြန်မာပြည်တော့မမေ့ပါဘူးကိုမြန်မာစကားလည်းမမေ့ပါဘူးအဲ့တော့ကွာဘယ်တိုင်းသားမဆိုဘယ်ညာပဲရောက်ကွာမြန်မာစကားပြောဆိုအော်တော့ကိုယ့်ရဲ့မြန်မာနိုင်ငံသားကိုယ့်ရဲ့မြန်မာနိုင်ငံသူတွေအရင်စိတ်ချမ်းသာတယ်ပေါ့နော်အဲ့လိုကျွန်တော်တို့တတိယတော့အခုချိန်မှာကျွန်တော်ပကံဝဲသွားကြတယ်ပကံမှာမတ်တရားတွေရားရှိရပကံမှာနေလို့အဆင်ပြေရဗျပကံမှာတိုင်းပြောစရာရှိရအခုချိန်ခုမှပြန်လို့ကလည်းအဆင်ပြေရဲ့ချိန်ကြောင့်မြန်မာပြည်အကြောင်းတတိယရဆုံးဆိုရင်တော့အစားတောက်ကြီးရဲ့အစားတောက်ကြီးပေါ့နော် မြန်မာပြည်အကြောင်းတတိအရာဆုံးအောင်းမေဆုံးကပါလဲသူတောက်တဲ့တငယ်ချင်းတွေအဲ့ဒါပဲမြန်မာပြည်အကြောင်းတတိအရာဆုံးကပါလဲကိုလို့ရဟုတ်မြန်မာပြည်အကြောင်းတတိအရာဆုံးအောင်းမေဆုံးကပါလဲတတိယလာပြောမလားကျွန်တော်ကောင်းပါလိမ့်ကိုရလွမ်းတယ်မြန်မာရိုးရာအစားအစာတွေနဲ့မြန်မာရိုးရာဓလေ့တွေနဲ့မြန်မာပြည်မှာအစားအစာရှိနေအောင်ဒါပေမဲ့မတူးလေလက်လက်ဆဆမှာမြန်မာပြည်မှာကျတော့လက်လက်ဆဆစားတယ်ပေါ့နော်ဓမ္မကြီးကျတော့ဟိုမြန်မာစားစာဆိုပေမဲ့လည်းတချို့ကကျတော့အဲ့လိုမျိုးတွေဘယ်လိုပြောမလဲရေခဲရိုက်ထားတာတို့အဲ့အမျိုးတွေပေါ့နော်ကြာချီလုံထားတာနဲ့အခုလုံးအခုစားရတယ်အဲ့လိုမျိုးမတူဘူးပေါ့နော်အဲ့ရအမေကိုတတိရတယ်အမေဆက်တဲ့လက်ရည်ကိုလွမ်းတယ်ကျွန်တော်အမေနဲ့တွေ့ကြလို့အမေချက်လာအမေကျွေးတာလေးစားကြတော့တတိယတာအမေနဲ့အဖေတို့ကလေးတို့မိန်းမတို့ဘယ်နားမှာလဲဟိုသာကြောက်ကုန်းအမေအိမ်လေးပေါ့အမေအိမ်လေးကိုပြန်နေတာပေါ့မြန်မာပြည်နွေးထွေးကျမ်းမာနဲ့အဲ့လိုဖြစ်စေချင်တာပေါ့အခုကတော့မပြန်နိုင်သေးဘူးပေါ့အိမ်ပြန်ချိန်နေရတော့ဝေးနေသေးပါတတိယကတော့မိသားစုပေါ့နော်အဖေအမေညီကိုမောင်နှမတွေတတိယရတယ်ဒီသူများနိုင်ငံရောက်လာပြီဆိုတော့ဘယ်လိုပြောမလဲအရန်ပို့ပြီးတိတာတယ်ပေါ့နော်မိသားစုကိုမိဘတွေရဲ့ကိုပေါ်ကောင်းခဲ့တဲ့အရာတွေနှွေးထိခဲ့တဲ့အရာတွေအဲ့ဒါတွေလည်းအများကြီးပို့ပြောလဲမိသားစုကျေးဇူးမိဘကျေးဇူးကိုလည်းပို့ပြီးတည်မြင်လာတယ်အခုမှတည်ရတယ်ပေါ့နော်ဟုတ်တယ်အရန်လည်းကွာချပြောလဲပို့ပြီးတော့ဘယ်လိုပြောမလဲဒီပို့ပြောအတွေ့အကြုံရှိလာတယ်ပေါ့နော်ပို့ပြောလေရင့်ကျက်လာတယ်လို့ခံစားရတယ်ရှင်ကိုမြန်မာဆိုတော့တတိရတာပေါ့ဒါပေမဲ့ကိုကအမေသားကိုမြန်မာပြောလွမ်းတယ်ချစ်တယ်ဒါပေမဲ့ကိုကမရှိလို့သူများနိုင်ငံမှာလှုပ်သွားပြီးလှုပ်ရတယ်လေဒီနိုင်ငံနေရတာတော့ဗျာကျွန်တော်တို့ကရန်လွတ်လပ်တယ်နေလို့ထိုင်ပြီးတော့ပေါင်းတယ်ဒါပေမဲ့အခုမိဘရင်ခွင်နဲ့အခြားလူရဲ့ရင်ခွင်ဆိုတာမတူဘူးဗျာကိုယ်နိုင်ငံဆိုတာဘယ်လိုပဲဖြစ်နေပါစေကိုယ်နိုင်ငံမှာနေခြင်းတဲ့လူတွေကြီးပဲ
အပျော်ဆုံးကတော့ကိုမြန်မာပြည်လောက်တော့ဘယ်နေရာမှာပျော်စရာမကောင်းဘူးလေဟုတ်ဘူးလား ဟိုကိုယ့်ရဲ့မြန်မာပြည်မှာနေရတော့ဘယ်ကောင်းမလဲကိုယ့်အိမ်မှာနဲ့လွတ်လွတ်လပ်လပ်နေရတာပေါ့ဒီမှာကျတော့ဒီမြစိတ်နဲ့ကိုနေရတာလေကိုမှကျတော့လွတ်လပ်ဟိုပေါ့ကိုရွာနဲ့ကိုဒေတာကိုနိုင်ငံဆိုတော့အကုန်လွတ်စိတ်ကပါစားအကုန်လွတ်လပ်တာပေါ့ဒီမှာကျတော့ပတ်စံရတာပဲရှိတယ်စိတ်ကမလွတ်လပ်ဘူးလေပြောရင်ဝင်နေတယ် မြန်မာပြည်ဟိုတတိယဆုံးအောင်းမြင်ဆုံးကတော့လေကျွန်တော်တို့မြန်မာပြည်ဟိုငင်းချမ်းနဲ့เนาะအကုန်လုံးအတွက်အကုန်လုံးပေါ့မြန်မာပြည်ရဲ့အကုန်လုံးအဆင်ပြေနေတာပေါ့အဲ့ဒါ ဖြစ်မကောင်းသေးလို့နိုင်ငံရေးချင်နေကောင်းရင်အကုန်လုံးပြန်ချမ်းမဲ့လူတွေကြီးပါပဲ ပတ်စံလေးတွေရအောင်လို့စုနာပေါ့ပတ်စံလေးတွေကိုရီမန်းချက်လေးတွေအောင်မြင်တော့ပြန်မှာပေါ့အကြိုက်တော့မနေပါဘူးဒီမှာ ကိုနိုင်ငံရေးချင်နေမကောင်းလို့ဒါပဲလူတိုင်းကနေနေကြတာကြီးပဲလေကိုနိုင်ငံကြီးအများဆုံးအေဂျင့်မှာစေးလို့ဆူတောင်းပါတယ်